ကျွန်တော်ရဲ့ cat ကလေးနဲ့ပဲကျွန်တော်ရဲ့ software လေးနဲ့ပဲကျွန်တော် laptop တစ်လုံးကောင်းကောင်းရှိအောင်နဲ့ကျွန်တော်အခုကူးလို့ရပါပြီကျွန်တော်အခုလက်တွေလည်းအခုကျွန်တော်ကူးပြမှာဖြစ်တယ်ကျွန်တော်နဲ့အတူတူလိုက်ကြည့်မယ်ပေါ့နော် okay ကျွန်တော်ဒီတိုင်းလေးပုံမှာပါဒီတိုင်းလေးလည်းကြည့်ပုံမှာပါ okay အဆွေးရပြီပေါ့နော် okay အဆွေးကုန်တက်သွားပြီပေါ့နော်အဆွေးလည်း FM ကျွန်တော် map လေးပေါ်ပါတယ် okay အားလုံးပါone star မှာကြိုးစားပါတယ်ကျွန်တော်ဒီနေ့ Nissan X3 TV လေးပေါ့နော် original TV လေးကျွန်တော်360ပါတာလေးကျွန်တော်အခုစမ်းကျင်နေတာဒီအရာလေးကိုကျွန်တော်ဗီဒီယိုလုပ်ချင်နေတာပေါ့နော်အဲ့တော့ကျွန်တော်ရှိအခုရောက်လာပြီပေါ့နော် okay အဲ့တော့ကျွန်တော်အခုဒီအရာလေးကိုကျွန်တော်အခုဘာ program set ဘာ device မှာမပါဘဲနဲ့ကျွန်တော်ရဲ့ cat ကလေးနဲ့ပဲကျွန်တော်ရဲ့ software လေးနဲ့ပဲကျွန်တော် laptop တစ်လုံးကောင်းကောင်းရှိအောင်နဲ့ကျွန်တော်အခုကူးလို့ရပါပြီကျွန်တော်အခုလက်တွေလည်းအခုကျွန်တော်ကူးပြမှာဖြစ်တယ်ကျွန်တော်နဲ့အတူတူလိုက်ကြည့်မယ်ပေါ့နော် okay ကျွန်တော်အခုဒါမကူးခင်လေးကိုကျွန်တော်တစ်ချက်အခုကျွန်တော်ဒါလေးတစ်ချက်ကိုရှင်းပြချင်တာပေါ့နော်ကျွန်တော်အခုလက်ရှိဒီဟာကိုကျွန်တော် version တွေကကျွန်တော်သူကအများကြီးလာတယ်ကျွန်တော်တင်တယ်၄-၅ ခုလောက်လာမှတင်တယ်အဲ့ဒါကိုကျွန်တော်အခု version လေးတွေကိုကျွန်တော် all in one ပေါ့နော်ကျွန်တော်ပေါင်းပေးထားတယ် version ကကျွန်တော်တင်တယ်15 18 20 21တော့14လောက်မသိဘူးလား okay အဲ့ဒါလေးကိုကျွန်တော် all in one ကျွန်တော်အခုတစ်ချက်ပေါင်းပေးထားတာပေါ့နော်အဲ့တော့ကျွန်တော်ရှိမှာအခုလက်ရှိနေကနေတော်တော်များများကတ်တွေအားပေးတဲ့ customer တွေကျွန်တော်ရဲ့အကူတွေပေါ့နော်သူတို့စပြီးကတ်ကိုဝယ်ပြီးဆိုရင်များသောအားဖြင့်ကျွန်တော် H3 ဒီကောင်ကိုအရင်ဦးဆုံး software ကိုဝယ်တာများပါတယ်အဲ့တော့ကျွန်တော်အခုဒီ Nissan H3 ဟာလေးကိုကျွန်တော်အခုတစ်ခုချင်းနေဝင်ကျွန်တော်ဈေးကြည့်တယ်ပေါ့နော်ဥမာ015ဆိုရင်လည်းတစ်ခုချင်းနေဝင်ဈေးကြည့်တယ်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော် all in one လေးကျွန်တော်အခု software ဘောင်းချုပ်ကလေးကျွန်တော်လုပ်ပြီးထားပါတယ် okay အဲ့တော့အခုလောလောဆယ်ဒီ set ကလေးကတော့ကျွန်တော်မိတ်ဆွေတယောက်ပို့ပေးလာတာပေါ့နော်သူဒါလေးကတော့ကျွန်တော် cap လစ်သွားတာပေါ့နော်သူ original cap ကလေးလစ်သွားတာပေါ့နော်ပြီးပြီးတော့ကျွန်တော် cash lock လည်းကျွန်တော်တို့ lock မချတာပေါ့နော်ဒူကနောက်တဲ့ error လေးတစ်ခုပေါ့နော် okay အဲ့ဒါလေးကျွန်တော်အခုရှင်းပြီပေါ့နော်အဲ့တော့ဒီမှာနောက်တစ်ခုတစ်ချက်ကျွန်တော်ထပ်ပြောချင်တာကဒီ set ကလေးတွေကကျွန်တော်တို့ Clarion ကထုတ်တာပေါ့နော်အဲ့ Clarion ထုတ်တာ Clarion series မှာ2မျိုးရှိတယ်ပေါ့နော်ကျွန်တော် lock ချပစ်တဲ့ cap ကို lock ချပစ်တဲ့ series ရဲ့ cap ကိုဆိုတော့ကျွန်တော်ဒီနေ့ပြောခဲ့တယ်2မျိုးရှိတယ်တစ်မျိုးကကျွန်တော် cap ကိုပါ lock ချပစ်တဲ့ဟာရယ်နောက်တစ်မျိုးကကျွန်တော်ဒီအောင်မို့ဒီ H3 တွေနောက်ကျွန်တော်တို့ဒီ MC312 တွေ313တွေပေါ့နော်ဒါတော့အိုက်ကောင်တွေကြာကျွန်တော် lock မချအောင်ပေါ့နော် lock မချဘဲနဲ့ကျွန်တော်တို့တစ်လုံးတစ်ခုသူကတစ်လုံးတစ်ခုပဲပြီးတာပေါ့နော်ဥမာသဘောတကဒီမှာကျွန်တော်ဒီ cat ကလေးကိုကျွန်တော်ဒီ set ထဲမှာထည့်ပြီးကျွန်တော် run လိုက်တယ်ဆိုရင်ကျွန်တော်ဒီမှာအကုန်လုံးသူ complete run သွားမယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့တခြား set ထဲကိုလုံးဝထည့်လို့မရပါဘူးတခြား set ထဲကိုထည့်လိုက်တဲ့ဒီပိုင်းနဲ့ကျွန်တော်ဒီ set မှာလည်းပြန်လာပတ်မှာမဟုတ်တော့ဘူးနောက်တစ်ခုကတခြားမှာထည့်ထားတာလည်းဒီမှာထည့်လို့မရဘူးပေါ့နော်ဒီထဲမှာပြန်ပြီးတော့လာပြီးတော့မဖတ်ပါဘူးဒါပေမဲ့ရန်ဖန်ရန်ကမှာသူ့ရဲ့ကျွန်တော်ဒီနေ့ software ဒီ Mac version လေးတူတဲ့အနေအထားမှာပွင့်ကောင်းပွင့်လိမ့်မယ်ပေါ့နော်ကျွန်တော်စမ်းကြည့်တော့လုံးဝအဆင်မပြေဘူးကျွန်တော်အရင်တော့ပေါ့နော်ကျွန်တော်နည်းနည်းကြာပြီပေါ့ကျွန်တော်ရှိမှာဒါလိုက်ဒီ Nissan H3 တစီလာဘူးလေကျွန်တော်စမ်းကြည့်တော့ကတော့ဒီ software တွေကျွန်တော်အဲ့တော့မလုပ်သေးဘူးပေါ့နော်အဲ့တော့ကျွန်တော်စမ်းကြည့်တော့ကတော့သူ့ကပ်ပါမရတော့ဘူးပေါ့နော်သူ့ကပ်ပါဒီ original သူ့ရဲ့ကပ်ပါမ run တော့ဒီကျွန်တော်ရဲ့ဒီလက်ရှိကပ် run ပြီးတဲ့နောက်ပိုင်းပေါ့နော်ဒါတော့ run တော့မှာပေါ့ run ပြီးတဲ့နောက်ပိုင်းသူ့ original ကပ်ပါမသိတော့ဘူးပေါ့နော်အဲ့တော့အခုဒီမှာတချို့ဟာတွေကပြောတယ်ဟာ original ကပ်ကဝယ်လို့ရတယ်ဒီမှာထည့်လို့ရတယ် original ကပ်ပေါ့နော် original ကပ်တခြား set တွေဖြိုးတာထည့်လို့ရတယ်ဆိုရင်တော့ဒါကိုတော့စမ်းကြည့်ပေါ့နော်ကျွန်တော်တော့တေချာဘောက်ကတော့မရပါဘူး navigation launching fail လာမသိသူပြပါလားကပ်ဒီလက်ရှိ running ကပ်ရှိနေတော့နောက်တစ်ကပ်ထိုးရင်လည်းအဆင်မပြေဘူးပေါ့နော် okay ဒီကပ် run သွားပြီးရင်လည်းဥပမာထားမှာတော့နှစ်ကပ်သုံးကျင်တယ်ပေါ့နော်အဲ့တော့နှစ်ကပ်သုံးကျင်တယ်ဆိုဒီ original ကပ်ကိုဒီထဲမှာ run ထားပြီးသားရှိတယ်ကျွန်တော်ဒီနောက်တစ်ကပ်ကိုကျွန်တော်တို့ဒီမှာကျွန်တော် software နဲ့ကျွန်တော်ကူးလိုက်တယ်ပေါ့ကန်နဲ့ကျွန်တော်ကန်နဲ့ကူးပြီးတော့ကျွန်တော်ထည့်လိုက်တယ်ထည့်ပြီးတော့ကျွန်တော်တို့ဒီဟာ run လိုက်တယ်အားလုံး run သွားတယ်အဲ့ချိန်ကျွန်တော်ဒီ original cat သေးချာပေါ့ပြန်ပြီးတော့မဖတ်ပါဘူးအဲ့တော့ original cat တခြားဟာနေပြီးတော့ဝယ်ပြီးထည့်ဖို့ကတော့ကျွန်တော်ထင်တယ်100မှာ80လောက်ကတော့အဆင်မပြေပါဘူး okay အဲ့တော့ကျွန်တော်အခုဒီဟာလေးကိုကျွန်တော်နဲ့အတူတူကူပုံကူနီရော run ရောကျွန်တော်အတူတူလက်ကြည့်လိုက်အောင်ပေါ့နော်
Okay ကျွန်တော်တုံးတဲ့အတိုင်းပဲကက်ကလေးကိုကျွန်တော် USB မှာစိုက်လိုက်မယ်ကျွန်တော် SD image လေးချက်ဖွင့်လိုက်မယ်ဖွင့်ပြီးရင်ကျွန်တော်ကတော့ file လေးကိုတော့ zip file ဖြည့်ထားပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ file လေးတစ်ချက်သွားယူမယ်ပြီးရင်ကျွန်တော် open နေမယ်ပြီးရင်ကျွန်တော်တို့ write လိုက်မယ်ပေါ့နော် Okay ကျွန်တော်အခုဒီမှာတစ်ချက်ပြောကြတယ်တော့ video ရှည်သွားမှာမလို့ပေါ့နော်ဒါလေးကိုကျွန်တော် customer လေးတော်တော်များများအခုကျွန်တော်ရှိမှယူထားတဲ့ customer တော်တော်များများလည်းသိသွားပြီပေါ့နော်ဒီအရာတွေကတော့နောက်အသစ်တွေအတွက်ကိုကျွန်တော်ဒါလေးလုပ်ပေးရခြင်းဖြစ်တယ်အဲ့တော့ကျွန်တော်ဒီမှာ writing လုပ်မယ် write လုပ်လိုက်တဲ့အချိန်ကျွန်တော်ကူးသွားမယ်ပေါ့နော်ဥပဒေ 100% ပြည့်သွားတယ်ဆိုရင်ကျွန်တော် okay ပေါ့လေးကြာလာမယ်ပြီးကျွန်တော် okay လေးနှိမ့်လိုက်ဒါဆိုရင်ကျွန်တော်တို့ပြီးသွားလုံးဝ easy ပါအဲ့တော့ကျွန်တော်တို့ဒါလေးကိုအခု video ရှည်သွားမှာမလို့ကက်ကလေးကိုကြိုတင်ကျွန်တော်ကူးထားခြင်းဖြစ်တယ်ကျွန်တော်ကူးပြီးသားကက်ကလေးကျွန်တော်တစ်ချက်ဒီမှာ blue file လေးတွေပေါ်တော့ဆိုကျွန်တော်ပြမယ် Okay ကျွန်တော်ဒီတိုင်းလေးပေါ်မှာပါဒီတိုင်းလေးလည်းကြည့်ပေါ်မှာပါ Okay အဲ့ဆိုတော့အခုစမှာထိုးပြီးတော့မှကျွန်တော်တို့ RAM running လေးတစ်ချက်ကြည့်လိုက်အောင်ပေါ့နော် checkmate SD memory cap ဒါကတော့ကျွန်တော်တို့ cap မပါလဲဒါမျိုးပြတယ် cap ပြတ်သွားရင်လည်း cap ပါပြီးတော့ cap ပြတ်နေလဲဒါမျိုးပြတာပေါ့နော် Okay အဲ့တော့ကျွန်တော်အခုဒီဟာလေးကိုချက်စမ်းပြမယ်ပေါ့နော် Okay အဲ့တော့ဒီမှာကျွန်တော်တို့ base ဖွင့်လေးချက်လုပ်လိုက်မယ် AC ဘိတ်ဖွင့်ဆိုရင်ရပါပေါ့နော် Okay ဒီမှာတစ်ချက်ခုနကကျွန်တော်ပြောခဲ့တဲ့ဟာကကျွန်တော် get run ပြီးရင်ပေါ့နော်ကျွန်တော် get run ပြီးရင်ကျွန်တော် get ကတော့ကျွန်တော်တို့ဒီမှာ run ပြီးရင်ဒီအတွက်အသေးမို့ပေါ့နော်ကျွန်တော်ပြန်ဖြတ်ပြန်ကူးလို့ရတယ်ပေါ့နော်နောက်တစ်လုံးမှာပြန် run လို့ရပါတယ်နောက်တစ်ခုကကျကျွန်တော်တို့ဒီ set ထဲမှာပဲကျွန်တော် get 2 get run လို့ရတယ်ပေါ့နော်ဒီပုံစံနဲ့ဒီကလည်း run ပြီးနောက်ပြီးတော့ဒါနဲ့တူတဲ့ဟာလည်းဒီနောက်တစ် get လည်းကျွန်တော်တို့ဒီမှာ2 get လုံး run ပြီးရင်2 get လုံးပြန်ပြီးတော့ထည့်ကြည့်အဆင်ပြေပါတယ်အဲ့တော့ကျွန်တော်ဒီကလည်း okay လေးချက်နေပြီပေါ့နော်အဲ့တော့တခြား get တွေဆိုရင်တော့ကျွန်တော်ဒီမှာ run နေတဲ့ get ပေါ့နော်ဒီမှာ original ပါနေတဲ့ get ဆိုရင်တော့ကျွန်တော် get run ပြီးသွားရင်တော့အဲ့ get ကတော့ပြန် run မှာမဟုတ်တာတော့သိရတယ်ပေါ့နော် Okay ဒါကျွန်တော် waiting ခဏစောင့်ခိုင်းတာပါ Okay ချက်ထနေမယ် Okay ဒါကျွန်တော်တို့တချို့ဟာတွေကတော့ကျွန်တော်တို့တချို့ set တွေကတော့ Java ရှိနည်းနည်းလွဲတာဖြစ်မှာပေါ့နော် update လုပ်တဲ့ချိန်တော့နည်းနည်းလေးကြာတယ်ပေါ့နော် Okay နောက်ပြီးတော့ cat တွေနဲ့လည်းဆိုင်ပါတယ် cat တွေမကောင်းဘူးဆိုလည်းနည်းနည်းလေးပါတယ်အဲ့တော့ဒါကျွန်တော်တို့ AC ဖွင့်ပိတ်လေးလုပ်လိုက်မှာပေါ့နော် Okay ကျွန်တော် AC ဖွင့်ပိတ်လုပ်ပြီးရင်ကျွန်တော် power button လေးတစ်ချက်တော့ကျွန်တော်တို့နှိပ်ပေးရတာပေါ့နော်အဲ့တော့ power button ချက်နှိပ်လိုက်မယ်ဒါပေါ့နော် run နေ Okay အဆွေးရပြီပေါ့နော် Okay အဆွေးကုန်တက်သွားပြီပေါ့နော်အဲ့ဆိုတော့ FM ကျွန်တော် map လေးပေါ်ပါတယ် Okay နေရကျွန်တော်အကူတွေကတော့ကတ်တွေစဝယ်ပြီဆိုတော့ကတော့ဒီနေစား age ကိုကျွန်တော်ရှင်းတခါတည်းအားပေးတာများပါတယ်အဲ့တော့လွယ်တဲ့ကျွန်တော်အခု customer အသစ်တွေလည်းကျွန်တော်လွယ်ပါတယ်ကူရတာကျွန်တော်ကတ်ကလေးကျွန်တော် software ရှိထားရင်တော့အဆင်ပြေပါတယ်တခါတည်းကူပြီးတော့ကားလိုင်းတခါတည်းထည့်ပြီးလို့ရတယ်ပေါ့နော် Okay အားလုံးကြည့်ပြီးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ကျွန်တော်ဗီဒီယိုမှာပြန်ဆောင်ကြရပါတော့နော်